ကောင်းပြီပိုက်31အထာဂုံတဟဘူဒီဝံစလမဂိတိခာရိဝအထာဂုံတဟဘူဒီဝံစလမဂိတိခာရိဝအရိဋ္ဌကာစရောဇာစဥမာပုဗ္ဗနိဗ္ဗာတိနောအရိဋ္ဌကာစရောဇာစဥမာပုဗ္ဗနိဗ္ဗာတိနောအထာဂုံတဘူဒီဝံစလမဂိတိခာရိဝအရိဋ္ဌကာစရောဇာစဥမာပုဗ္ဗနိဗ္ဗာတိနောဝရုဏတဟဓမ္မစဣဇုဒါစအနိဇကံဝရုဏတဟဓမ္မစဣဇုဒါစအနိဇကံဒုလျာရုစီရာအာဂုံဝါဒဝနိတိနောဝရုဏတဟဓမ္မစဣဇုဒါစအနိဇကံဒုလျာရုစီရာအာဂုံဝါဒဝနိတိနောဒါခန့်ငယ်ပိုက်ကအမြဲတမ်းတွေ့နေကြတတရိတတရာကာယသဗ္ဗေနာနတဝဏိနောဣတိမန္တောသုတိမန္တောတဲ့နော်ဝဏဝဏောယတတိနောမောဒမနာအဘိက္ခမောဘေခုနံသမိဒိဝနံတစ်ခေါက်ပြန်ဖတ်ပြမယ်အထာဂုံသာဘူဒီဝံဇလတိခာရိဝအရိဋ္ဌကာစရောဇာစဥမာပုဗ္ဗနိဗ္ဗာတိနောဝရုဏတာဓမ္မစဣဇုဒါစအနိဇကံဒုလျာရုစီရာအာဂုံဝါဒဝနိတိနောတတရိတတရာကာယသဗ္ဗေနာနတဝဏိနောဣတိမန္တောဇုတိမန္တောဝဏဝဏောယတတိနောမောဒမာနာဘိက္ခမောဘိက္ခုနံသမိဒိဝနံအောင်မြည်ဒီပိုက်31ကဘာပြောလဲဆိုလို့ရှိရင်တော့သဟဘူနတ်ဒါသဟဘူဆိုတာသဟဘူနမင်းသူရဲ့ဝိသေသနာရိယဇလာမဂိတိခာရိဝါတဲ့မီလီယံကဲ့သို့တောက်ပတဲ့သဟဘူနမင်းပေါ့အဲ့ဒီမီလီယံကဲ့သို့တောက်ပတဲ့သဟဘူနမင်းမာသမယတို့ဟောတဲ့နေရာကိုပါတယ်အရိဋ္ဌကာစရောဇာစဥမာပုဗ္ဗနိဗ္ဗာတိနောဒါအရိဋ္ဌကာဆိုတဲ့နတ်မင်းရဲ့ရောဇာဆိုတဲ့နတ်မင်းရဲ့ဒါသူတို့ရဲ့ခန္ဓာကိုယ်ပုံတံအယောင်စင်းကဘယ်လိုရှိလဲဆိုရင်ဥမာပုဗ္ဗနိဗ္ဗာတိနောဥမာပုဗ္ဗနိဗ္ဗာတိနောတဲ့အောင်မဲညူပန်းစင်းတယ်နော်အောင်မဲညူပန်းစင်းကဲ့သို့ကိုရောင်ကိုဝါလင်းလက်တဲ့ဘယ်သူတွေလဲဆိုရင်ဒါအရိဋ္ဌကာနတ်မင်းရဲ့ရောဇာဆိုတဲ့နတ်မင်းရဲ့မာသမယတို့ခေါ်တဲ့နေရာကိုလာတယ်မာသမယတို့ခေါ်တဲ့ထဲမှာခေါ်တဲ့နေရာလာနာတဲ့ထဲမှာသူတို့ပါတယ်ပေါ့ခဝိပိုက်မှာတော့ထူးခြားမှုမရှိဘူးဝရုဏဆိုလို့ရှိရင်ဝရုဏနတ်တို့ဒီ၎င်းသာဓမ္မနတ်တို့ဒီ၎င်းဣဇုဒအမိရတဲ့နတ်တို့ဒီ၎င်းအနိစကာဆိုရင်အနိစကနတ်တို့ဒီ၎င်းတူလျာရုစီရာတဲ့တူလျာရုစီရာဆိုတာကတော့ဒါတူလျာနတ်ရဲ့ရုစီရာနတ်ရဲ့တဲ့အာဂုံနဲ့လာဂုံမီဝါဒဝနိတိနောဝါဒဝနိတိဆိုတာကဝါဒဝနိတိအမည်ရှိသောနတ်တို့ဒီ၎င်းအာဂုံလာရောက်ကုန်ပြီတဲ့အောက်ကခန်းငယ်ပိုင်းတဲ့အောက်ကခန်းငယ်ပိုင်းကတော့အမြဲတမ်းတွေ့နေကြပေါ့သူရဲ့မြန်မာပြန်တိတ်ပဲကတော့အားလုံးပင်တဲ့เนาะအမျိုးမျိုးသောအယောင်သွေးရှိကုန်သောနန္ဒဝဏီနောဆိုတာကအယောင်သွေးမျိုးမျိုးရှိကုန်သောဟာလားဒီကြလို့ရှိရင်တကူအာနုဘောကြီးကုန်သောဣတိမန္တောဆိုတာတကူအာနုဘောကြီးကုန်သောဇုတိမန္တောဒါဇုတိမန္တောဆိုတာကိုရောင်ကိုပါတောက်ပကုန်သောယတတိနောဟိုဘက်မှာပါတယ်ချမ်းရံကြောသောများကုန်သောတွေလဲဆိုလို့ရင်ဒါအပေါ်နတ်တွေပေါ့နော်အေးအဲ့ဒီနတ်တွေကတဲ့ဘာလို့ကြလဲယန္တိစုဝိယဖြစ်တဲ့ဒီမောင်တို့တဲ့သူမောဒမာနာနှစ်သက်ရွှင်လန်းဝမ်းမြောက်သောစိတ်ရှိကုန်လျက်အဘိက္ခမောရှိရှိလာကုန်ပြီတဲ့ဒါနှစ်ကြောင်းဟိုဘက်ရောက်နေတယ်ပေါ့နော်ဒါတိတ်ထူးခြားမှုတော့မရှိပါဘူးဒီပိုက်လေးအမြဲတမ်းပါနေကြဆိုတော့လေအေးဘာဖြစ်ဖြစ်ဒါမကြားဘူးတဲ့နတ်သားတွေနာမည်တွေပါတာပေါ့ဒါသူတို့နာမည်ပါတဲ့အတွက်ကြောင့်ဒီတော့ကိုယူလို့ရှင်သူတို့သိတယ်ဆိုတော့အဆိုတော့ရှိတယ်ပေါ့နော်အေးစင်ပြပါစေဘေးကင်းပါစေအောင်မြင်ပါစေ